Uniqlo ဘာလို့ဒါပေမဲ့အဲ့သူရဲ့ hiring process ကအရင်ကြာပြီးတော့ပတ်ထိုင်းလုပ်လို့ရလားဆိုတော့ပတ်ထိုင်းလုပ်လို့ရပါတယ် poly student တွေကတရားဝင်လုပ်လို့ရတယ်ကွာသူတို့ government student တွေဆိုတော့တရားဝင်လုပ်လို့ရတရားဝင်ကိုတစ်ပတ်ကို16နာရီတရားဝင်တစ်ပတ်ကို16နာရီလုပ်လို့ရတယ်ကွာတရားဝင်နော်16နာရီလုပ်လို့ရတယ်အော်ဘာကြီးလုပ်လို့ရလဲဆိုတော့ပြောပြဘာကြီးလုပ်လို့ရလဲဆိုတော့အဲ့ဟိုကဗာလေ Sephora ဘာလို့ရှိရလဲအဲ့ Sephora ဘာလို့မှာ retail assistant လုပ်လို့ရတယ် retail ဘိုင်း assistant ဘိုင်းလုပ် retail assistant အဲ့လုပ်လို့ရတယ်ပြီးတော့အင်ဂျီဆိုင်တွေပါလေရတယ်ကွာ Uniqlo ဘာလို့ဒါပေမဲ့အဲ့သူရဲ့ hiring process ကအရင်ကြာအဲ့တခုရှိရနောက်တစ်ခုကကြတော့ service crew က crew ကကြတော့ဟိုက service crew fast food ဆိုင်မှာလုပ်လို့ရတယ် fast food ဆိုင်နေမှာ